တမီတို့ရေဟိုအเจ้าကိုဘယ်တော့ပန်းလေးပါလေသွားဆင်အောင်လေတကြံနားပြီးပြီလေဒါပြီးလာပြီချေဒီနေ့နိုင်မယ်ကူလုံးရမှာနော်တကြံအတွက်ဆိုတော့တမီကူလုံးမလိုက်လို့ရမှာနော်ကဲလာဒါမြင်လားနားပြီးပြီဆိုတော့မရိုးရတဲ့ကြံဖြစ်တဲ့အတွက်ကကြံတဲ့ဘလောက်ကခွဲခြားလို့မှမရအောင်ကျမတို့တနိုင်ငံထဲမှာပဲဒီဘလောက်တိုင်းရှိတယ်ဟိုးတော့ဘလောက်ပန်းနေရတော့တစ္ဆာရှိရတစ်နှစ်မှာတစ်လမှာတစ်ရက်ပဲပွင့်နေလို့ဆိုခဲ့တာပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒီဘလောက်ပန်းလေးတွေတကြံလေးတွေမြင်တော့မြမရိုးရတဲ့ကြံဆိုတဲ့message လေးတွေပေါ့နော်အခလေးတွေအတွက်ကိုဒီမှာစိတ်ကူးရဲရနေပြီးတော့ဟိုးတော့တကြံကိုပြန်မြင်အောင်ပြီးတော့ပြောချင်လိုက်တာဟိုးတော့တကြံဆိုရင်မန်တက်ဆောက်တဲ့လူတွေကလည်းစောက်တကြံရွေးကိုတုံးဖို့ဆွဲဖို့ကအစလှူဖို့တန်းဖို့တွေကိုအများကြီးကြိုတင်ပြင်ဆင်ကြတာပြီးလို့ရှိရင်ရင်းကားတွေတိုက်ကြတယ်ချိုပြေးအတွက်လုပ်ကြတယ်လူကြီးသူမတွေရတယ်ဟောအချိုလေးတော့မုံလုံးကြီးပေါ်ကျွေးမယ်အချားနေကြရင်တော့ရွှေအေးကျွေးမယ်အတက်နေကြရင်တော့ကောင်းကြီးမောင်းတွေကျွေးကြမယ်လူမျိုးတွေနဲ့အများကြီးအလူတန်းနေနဲ့နှစ်သက်ကိုကြော်ဖြတ်ကြတာနောက်ပြီးတော့နှစ်စန်းတရက်နေဆိုလို့ရှိရင်လည်းလူကြီးသူမတွေကိုခြေသေးလက်သေးညှက်ပေးမယ်ဘုတ်ဖျားချောင်းသွားမယ်ဖျားတွေမှာရေတက်တယ်တဝါတွေလွတ်ကြတယ်ပေါ့နော်ဒီလိုအစင်လာတွေကြီးမားတယ်ကျမတို့ရဲ့နှစ်သက်ကူတကြံမှာအခုတော့ဒါတကြံအငွေ့သက်ကိုကြိုတင်ပြလို့အောင်ကြိုတင်ပြီးတော့ဒီတကြံရောက်တော့မယ်ဆိုတဲ့ဒီမှတ်လေးအတွက်နဲ့ကျမတို့ကျောင်းမှာဘလောက်ပန်းလေးတွေလာဆင်နေတာပါရှင်ဘလောက်တွေကလည်းကိုလုံးဝသစ္စာရှိခဲ့သူလို့ပြောသလိုအခုလည်းသစ္စာရှိစေချင်ပါတယ်ဘလောက်မှမဟုတ်ဘူးလူတွေလည်းတဦးနဲ့တဦးမှာနှစ်သက်ကြလို့ရှိရင်သစ္စာတရားနဲ့ကိုချင်းစာတရားနဲ့တကယ်ကိုနှစ်ဟောင်းမှာမကောင်းခဲ့တဲ့အရာတွေကိုယ့်ရဲ့စိတ်တဲ့ကစားပြုပြင်မှုတွေကိုအကုန်လုံးတကြံရည်တွေနဲ့စီချိုပြီးပြုပြင်နိုင်ပါစေလို့လည်းရန်နေဆန္ဒပြုပါတယ်ကျမတို့ကလေးတွေလည်းရေကျေးတဲ့တကြံအတာရည်နဲ့ဖျန်းခဲ့တဲ့တကြံပျော်စရာတွေကြီးတိုင်းနဲ့ဒါမကအလူတန်းနေနဲ့ကြော်ဖြတ်ခဲ့တဲ့တကြံအများသူငါအတွက်ဆူတောင်းမေတ္တာပို့ခဲ့တဲ့တကြံအတာရည်နဲ့စီချိုပြီးတော့လမ်းဆန်းပါစေဆိုတဲ့အတိတ်နိမိတ်တဲ့တကြံကိုလည်းစိတ်ချမ်းသာကိုချမ်းသာနဲ့ဟူးနိုင်တဲ့အခြေအနေတွေကိုရရှိနိုင်ပါစေလေဆန္ဒပြုပါတယ်ဘယ်လိုပဲဖြစ်တော့မြမတကြံကိုလည်းချစ်တယ်ဗလောက်ပန်းကိုလည်းချစ်တယ်ကျမတပည့်တွေကိုလည်းချစ်တယ်ရှင်